ဖြစ်နိုင်တဲ့စိတ်ကူးပင်များစွာနဲ့နင်းလာခြင်းကအားလုံးသိယူနိုင်တယ်ဝေဝါနေတဲ့နာကတဲ့နာဖမ်းရတယ်နင်းလာရင်လက်ပွားတဲ့သိယူနိုင်တယ်မမခံတဲ့ချိန်များစွာနဲ့ငါတို့ရရှိတယ်မမခံတဲ့စိတ်ကူးလေးနဲ့